ဝက်နံရုံပြီးတော့စားပါမယ်ရှင်ကျုပ်ကိုငရုတ်ပွားရည်နဲ့စီမထည့်ပဲကြော်ထားပါတယ်ထမင်းပါပါတယ်ဒီဝက်နံရုံပြီးတော့ထဲမှာထည့်ပြီးတော့ပြုတ်ထားတဲ့မုံညင်းဖြူနဲ့မုံညင်းစိမ့်ပါပါတယ်ရှင်ဒီထဲမှာမဆန်းလို့ပကံနဲ့ထည့်လိုက်တာပါရှင်ဒီအရွက်တွေလည်းပါပါတယ်ရှင်ဒါကတော့ IV မနေ့ကဈေးသွားတော့တွေ့တဲ့အရွက်အစ်စ်ပေါ့နော်တခါမှ IV လည်းမစားဘူးပါဘူးအနံ့ကတော့ပင်စိမ့်အနံ့ရပါတယ်ရှင်အစားခင်မှာရေတောက်ပါမယ်ရှင်ဝက်နံရုံပြီးတော့ချင်းကန်ဆက်ရှုရှဲလေးပါရှင်အရေးလေးအင်းတောက်မယ်ရှင်ကောင်းလာထိမိပွင့်ထွက်စားကြပါအောင်ရှင်ဘူးလားလမ်းစားနေရပါဝက်နံရုံကတော့ဝက်နံရုံပြီးတော့ဆိုင်မရောင်းသလိုမျိုးဘလို့အယိုးတုံးကြီးတော့မဟုတ်ပေါ့နော်ဒါဝက်နံယူအသားများတဲ့ဝက်နံယူကိုပဲခွဲထားပါရှင်ကောင်းလိုက်တာမထမင်းနဲ့နည်းနည်းရင်စားမယ်ပုံမှန်ဆို IV ကချက်ဦးကိုရိုးရိုးပဲကြော်တာပါဒါပေမဲ့ဒီနေ့ IV ကငရုတ်ပွားရမ်းစားခြင်းနေတာအားကြောင့်အိမ်မှာရှိတဲ့ငရုတ်ပွားရောင်စုံလေးထည့်လိုက်ပါတယ်ဒါဝက်နံယူမိတော့ကကြတော့ချင်းကန်ဆက်ဆိုတော့လေချက်ဦးကြော်နဲ့သူကလုံးဝလိုက်ဖတ်တယ်စားကြပါအောင်ရှင်မလေးအရှင်လေးကလမ်းစားနေတာပဲဒါလေးပြန်စားပါမယ်ရှင်ရော်လေးစားပါမယ်ရှင်ဖိမိနာလားဝက်နံရုံပြီးတော့လေဆိုင်နေမှာရောင်းတလို့မျိုးအယိုးအကြီးနဲ့မချက်နဲ့အသားတွေလည်းအရမ်းနေတယ်ပြီးတော့စားရလည်းကလည်းဒီလိုမျိုးခါလေးဆိုလို့ရှိရင်အယိုးတွေတလောက်ပဲအသားတွေအများကြီးနဲ့ဆိုတော့ပို့ပြီးစားကောင်းတယ်ပြီးတော့ကတ်ရလည်းအလုံးမရှုပ်ပါဘူးရှင်ထမင်းနဲ့ထည့်စားမယ်ထမင်းရတော့အရမ်းကြိုက်ပါတယ်ရှင်လမ်းစားလိုက်တော့ရင်နဲ့ထည့်စားပါမယ်ကျုပ်လေးကနဲ့ထည့်စားမယ်ရှင်ဟိုးဟင်းရတာရမိုက်လား
စားပါမရှင်ကောင်းတော့ရိုးနုလေနေ့ရဝယ်လာတဲ့ခါမှမစားဘူးတဲ့အရွက်အသစ်တွေစားကြည့်ပါမယ်အမကတော့ကဖောင်မှာထည့်တဲ့ကဖောင်ရွက်ပုံစံမျိုးပေါ့နော်ဒါပေမဲ့တော့ဒီလိုအညိုလေးပါဆိုလေကဖောင်နဲ့ပါဗျာကောင်းပါလားအရွက်တွေဆိုအရင်ကြိုက်တယ်အရင်တော့ပေါင်20လေးဝါတော့အရွက်တွေကိုမစားခဲ့ပါဘူးအများနဲ့ထမင်းနေဟင်းနေအများကြီးစားပါနော်ပေါင်80ချလိုက်ပြီးတော့နောက်မှာတော့အရွက်တွေကိုအရင်ကြိုက်ပါပါတယ်ရှင်အရွက်တွေကပဲ IB တို့ဘဝပြောင်းလဲပေးနိုင်တာပါရှင် IB တို့ခန္ဓာကိုယ်တွေကပိုးကောင်လေးတွေကလည်းအရွက်တွေပဲစားတာပါ prebiotic ပေါ့နော်အရွက်တွေဆိုတာကတော့စားပါမယ်ရှင်အရင်ဆက်သွားလို့ရင်းနဲ့တော့ပါမယ်ရှင်အရေးလေးထဲမှာမြုပ်ပြီးစားဝါကျန်တဲ့ရွက်လေးပါအိုးစားပါမယ်ရှင်ကောင်းပါလား
တာလုံးဝထိမိဆွေမျိုးမိပဲကိုယ်တိုင်ချက်ထားတာဆိုတော့တန်ရှင်းတရမှုကအပြည့်ပါပဲရှင်အပြင်ဆိုင်ကဝင်စားလို့ရှိရင်ကြောက်တန်ဟိုတနေ့ကဆို IB ပွဲစီရတက်ကြော်ဝယ်စားတာပေါ့နော်ချက်ကြော်ထဲမှာတူတူတေးလေးပါလာကြောက်စရာအဲ့ဒါကို IB သွားမှညှက်သွားရမ်းကြောက်စရာကောင်းတယ်ပြင်စားစားမှကြောက်တောင်ကြောက်ပါကောင်းလိုက်တာရတော်စားကောင်းတယ်IB 9 လအတွင်းမှာပေါင်80ချခဲ့တယ်ပေါ့နော်အဲ့ပေါင်80ချခဲ့တဲ့အချိန်တော်တွင်းမှာလည်းဒီလိုဝန်နိုင်မီတာတွေလည်း IB စားပါတယ်ဝတ်သားသုံးသက်တာလည်းစားပါတယ်စီကြော်စားလည်းစားပါတယ်အကုန်စားပါတယ်ရှင်ဘာပဲစား calorie deficit ပေါင်အတွင်းဝင်အောင်စားလို့ရှိရင်ဝိတ်မတက်ပါဘူး calorie ပိုပြီးချော့စားလေပိုပြီးဝိတ်ကြလေပါပဲကိုယ့်ဟာကိုဟိုအုံမီးစားမှချီရသည့်စားမှအပြုတ်တွေအကင်တွေစားမှဝိတ်ကြတာမဟုတ်ပါဘူးเนาะအဲ့ဒါတွေကလုံးဝအမှားပါရှင် IB ဒီရက်ပိုင်းမှာ IB 9 လအတွင်းမှာပေါင်80ချခဲ့တဲ့ဗီဒီယိုလေးတင်ပေးပါမယ်ရှင် IB အရင်တော့ဝါတဲ့ပုံတွေတော့အများကြီးမြင်ရမှာပေါ့နော်အဲ့ခါကျရင်လည်းမလန့်သွားပါနဲ့ရှင်တော်မှစားကောင်းတယ်။ဒါလည်းကောင်းစားလောက်မှာကောင်းဒီဘက်ကုန်ထည့်တော့မယ်ဒီကြောက်ကြော်လေး IBC လုံးဝမထည့်ပဲနဲ့ကြော်တာပါစီထည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကယ်လိုရီအများများပါလိမ့်မယ်ရှင်စီက1 tablespoon ကယ်လိုရီ120ရှိပါတယ်မြန်မာနိုင်ငံလူတွေကကြောက်ကြော်ပြီဆိုလို့ရှိရင်စီကိုဒီလိုမျိုးစုံနဲ့3စုံလောက်ထည့်ပါတယ်ဒီလိုမျိုးစုံနဲ့တစ်စုံကစီကကယ်လိုရီ120ရှိပါတယ်ကြောက်တစ်လုံးတော့ကယ်လိုရီ80လောက်ပဲရှိရတယ်နော်အဲ့တော့စီ3စုံထည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကယ်လိုရီက360အဲ့ဆိုလိုပြီးဝေးကြတော့မှာလဲနော်ဒီမှာဆို IV ကြော်ရတာကြောက်နှလုံးနဲ့ငရုတ်ပွားနဲ့ကြော်ရတာပါအလုံးစုံရှိတာကယ်လိုရီ200ပေါ့နော်အဲ့တော့စီဒီလိုမျိုးတစ်စုံနဲ့ကယ်လိုရီ120နှစ်စုံဆိုကယ်လိုရီ240ဆိုလို့ရှိရင်စဉ်းစားကြည့်ပါတော့ရှင်ဘယ်လိုလုပ်ပြီးဝေးကြတော့မှာလဲနော်စားပါမယ်ရှင်ကောင်းတဲ့စားလို့ညာ
ဝိတ်ချရင်တို့တွေစားပြီးတော့ပဲဝိတ်ချပါနော်အုံမီးတွေချီယာစီတွေဒိန်ချင်းတွေပြီးလို့ရှိရင်ကိနာတွေပြုတ်တာတွေအဲ့လိုစားပြီးဝိတ်မချပါနဲ့နော်ပြီးတော့ဝိတ်ချစီတဲ့ဆေးအစီချစီတဲ့ဆေးဆိုတာကမ္ဘာပေါ်မှာမရှိပါဘူးရှင်ဒါမဲ့တခုတော့ရှိပါတယ်အစီကြစေးတခုတော့ရှိပါတယ်အဲ့ဒါတော့ခန္ဓာကိုယ်ကအစီကိုချပေးတာမဟုတ်ပါဘူးသွေးတွင်းကအစီကိုချပေးတာပါကိုလက်စထရောကျစေတဲ့အစီကြစေးတော့ရှိပါတယ်အဲ့ကိုလက်စထရောကျတဲ့သွေးတွင်းအစီကျတဲ့ဆေးဆိုတာခန္ဓာကိုယ်ပိန်သွားတာမျိုးမဟုတ်ပါဘူးเนาะခန္ဓာကိုယ်သွေးတွင်းမှာအစီတွေရှိနေရဆိုလို့ရှိရင်ချပေးတာအဲ့ဒါဝိတ်ကြတာမဟုတ်ပါဘူးเนาะအစီကျတာလည်းမဟုတ်ပါဘူးပိန်သွားမှလည်းမဟုတ်ပါဘူးသွေးတွင်းကအစီကိုပဲချပေးတာပါရှင်အဲ့ဒါခန္ဓာကိုယ်ပုံစံမှာမပြောင်းလဲသွားပါဘူးရှင်အဲ့ဒီကိစ္စတွေကိုဝိတ်ချတဲ့ဗီဒီယိုမှာအကုန်လုံးပြောပြပေးပါမယ်နော်တော့စားကောင်းတယ်โอ้နောက်ဆုံးတော့မှရှင်တော့စားကောင်းတယ်တော်တော်ကောင်းတာပဲအရင်ကောင်းရေတော့ပါမရှင်ဆက်လိုက်တာထိမိပွင့်ထွက်